အခုဒီညီမလေးကမေးထားတာအသက်က29နှစ်သွေးတိုးတယ်တခါလေ160လောက်ထိသွေးတိုးတယ်အခုအသက်ရှူမဝဘူးမောတယ်သွေးစစ်တော့လည်းအဖြေကကောင်းတယ်တဲ့ပြနေတဲ့ဆရာကြီးကလည်းနှလုံးအထုပ်ကုသမားတော်ကြီးနဲ့ပေါ့နော်ဆရာကြီးကတော့နှလုံးရောဂါမဖြစ်နိုင်သေးဘူးအသက်ကငယ်သေးရလို့ပြောတယ်အရင်ကမောရင်ရင်ဘက်မအောင်ဘူးအခုကရင်ဘက်အောင်ပြီးတော့တင်းနေတာစိတ်လာတယ်အသက်ရှူမောရတာလည်းစိတ်လာတယ်ညဘက်ဒီနေ့ချက်အိမ်မပြောတာလည်းကြာပြီအဲ့ဆိုဘာဖြစ်နိုင်လဲပေါ့နော်အဲ့လိုမေးလာလေးရှိလို့မလို့ဗီဒီယို reply လေးနဲ့ပြန်ပြောပေးလိုက်ပါတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီအသက်29နှစ်အရွယ်ညီမလေးကနှလုံးအထုပ်ကုနဲ့လည်းပြထားပြီးသွားပြီနှလုံးရောဂါမဟုတ်ဘူးဆိုတာတော့ဒီချာစစ်ဆေးထားပြီးတော့မှပြောတာဖြစ်ပါလိမ့်မယ်ဒါကြောင့်နှလုံးနဲ့ဆိုင်တဲ့ပြဿနာတော့မဟုတ်တော့သေးဘူးလို့အကြမ်းမြင်သတ်မှတ်လို့ရပြီပေါ့နော်ဒါပေမဲ့အသက်ကငယ်သေးလို့နှလုံးရောဂါမဖြစ်နိုင်ဘူးလို့တော့ပြောလို့မရဘူးနော်နှလုံးရောဂါဆိုတာအသက်အရွယ်ကြီးငယ်မရွေးဖြစ်တတ်ပါတယ်မွေးရပါနှလုံးရောဂါဖြစ်တာတွေနှလုံးသွေးကြောကျဉ်တာနှလုံးကြွက်တာအားနေတာစတဲ့မွေးရပါနှလုံးရောဂါအမျိုးမျိုးတောင်ဖြစ်တတ်ကြတာမို့လို့အသက်ငယ်သေးလို့မို့လို့နှလုံးရောဂါမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးအဲ့လိုတွက်ထားလို့မှတ်ထားလို့မရနိုင်ပါဘူးနော်နှလုံးရောဂါဆိုတာဘယ်အသက်အရွယ်မှာမဆိုဖြစ်တတ်ပါတယ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့အခုလောလောဆယ်တော့ဒီနှလုံးထုခုဆရာဝန်ကြီးနဲ့တော့မှပြပြီးတော့ဒေသစစ်ဆေးပြီးသားဖြစ်တဲ့အတွက်ဆရာကြီးကမရှိဘူးလို့ပြောထားရင်တော့ဒါမရှိဘူးလို့ပဲအကြမ်းမြင်သဘောထားရမှာပေါ့နော်အခုမေးထားတာလေးကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်အခုကသွေးစစ်ထားတဲ့အဖြေကလည်းအကုန်ကောင်းတယ်နှလုံးထုခုဆရာဝန်ကြီးကလည်းစစ်ဆေးကြည့်ရှုပြီးပြီဆိုတော့နှလုံးနဲ့ပတ်သက်တာမဖြစ်နိုင်ဘူးဆိုရင်အခါလေးလည်း160လောက်ထိသွေးတိုးတယ်အရင်ကလည်းမောတယ်ရင်ဘက်မအောင်ဘူးအခုကျတော့မောရင်ဘက်ပါအောင်လာတာကိုမှစိတ်လဲစိတ်လာတယ်အသက်ရှူမွားတာကြီးလဲစိတ်တယ်ညဘက်နေ့ချက်လဲအိမ်မပြောဘူးဆိုတော့စဉ်းစားပေးရမယ့်အချက်2ချက်ရှိပါတယ်ဘာလဲဆိုတော့အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတစ်ခုလည်းဖြစ်နိုင်လို့စိုးရင်စိတ်လုံခဲ့တာနဲ့စိတ်ဖိစီးမှုများတာတွေကြောင့်ဖြစ်တဲ့လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်ဆိုတော့အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတစ်ခုဖြစ်တယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့သွေးလည်ပတ်မှုစနစ်ထဲမှာသွေးရည်ထဲမှာအောက်ဆီဂျင်အလုံလောက်မရှိတဲ့အတွက်အောက်ဆီဂျင်အလုံလောက်မရနိုင်တဲ့အတွက်မောတာရင်ဘက်အောင်တာအသက်ရှူချက်တာညဘက်အိပ်မပြောတာနဲ့အဲ့လိုဝေဒနာတွေကြောင့်ပဲတခါတည်းရန်သွေးပေါင်တက်တာသွေးတိုးတာတွေဖြစ်တတ်ပါတယ်ဒါကြောင့်ပြနေကြနှလုံးထုခုဆရာဝန်ကြီးကိုလည်းကိုခံစားရတဲ့ဝေဒနာတွေကိုအသေးစိတ်သေချာဆွေးနွေးပြီးတော့ရင်ကောင်းထုခုသမားတော်ကြီးနဲ့ပြသင့်မပြသင့်မေးမြန်းတိုင်ပင်ကြည့်နိုင်ပါတယ်နောက်ဒုတိယတစ်ချက်ဖြစ်တဲ့စိတ်ဖိစီးမှုများတာတွေအခုလိုခံစားနေရတဲ့ဝေဒနာတွေအတွက်ပဲစိုးရင်စိတ်လွန်ကဲနေပြန်လို့ရှိရင်လေအဲ့ဒီစိုးရင်စိတ်ကြောင့်ပဲခန္ဓာကိုယ်ရဲ့ stress hormone တွေပေါ့နော် adrenaline တို့ cortisol တို့ထွက်လာပြီးတော့အဲ့ဒီ adrenaline တွေ cortisol တွေကမောတာတွေရင်ဘက်အောက်နာတွေအသက်ရှူချက်တာညဘက်အိပ်မပြောတာနဲ့ထက်ပြီးတော့စိတ်ပူတာစိတ်ပီစီတာတွေအထိအပြင်းအထက်ဖြစ်စေတတ်ပါတယ်အဲဒါကြောင့်နှလုံးယောဂါတို့အဆုတ်နဲ့အသက်ရှူလမ်းကြောင်းယောဂါတို့မဟုတ်ဘူးဆိုလို့ရှိရင်စိတ်ပီစီမှုများတာနဲ့စိုးရင်စိတ်လွန်ကဲတာတွေကြောင့်လည်းအခုပြောပြတဲ့လက္ခဏာတွေဖြစ်နိုင်တာမို့လို့စိတ်ကိုတည်ငြိမ်အောင်တရားထိုင်တာမျိုးတွေယောဂကျင့်တာမျိုးတွေနေ့စဉ်မိနစ်20နာရီခွဲလောက်လမ်းလျှောက်ပေးတာကော်ဖီရှောင်တာလျှော့တာအချိုပြင်းတာတွေရှောင်တာလျှော့တာနဲ့စိတ်ပီစီမှုများစေနိုင်တာတွေကိုတက်နိုင်နေများမေ့ထားပြီးတော့အာရုံပြောင်းပြီးတော့ပြလက်စားနှလုံးအထုခုသမားတော်ကြီးနဲ့လည်းမှန်မှန်ဆက်ပြရင်းနဲ့ခံစားနေရတဲ့ဝေဒနာတွေကိုသေချာပြောပြဆွေးနွေးပြီးတော့ဘယ်လိုအထုခုသမားတော်ကြီးနဲ့ဆက်လက်တွဲဖက်ပြသတဲ့လဲဆိုတာကိုဆရာကြီးကိုသေချာမေးဖို့အကြံပေးချင်ပါတယ်။မေးထားတဲ့ညီမလေးလည်းအနာနဲ့စိတ်အမြန်ဆုံးတွေ့ပြီးတော့ခံစားရတဲ့ယောဂဝေဒနာတွေအမြန်ဆုံးတက်တာပြောက်ကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။